အားလုံးပဲမင်္ဂလာပါဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့ဘုရားသခင်ဤစွမ်းအားနဲ့လူသားဤအားနည်းချက်ဆိုတဲ့ဖော်ပြချက်နဲ့ပတ်သက်ပြီးတော့ကြံ့ကြံ့များဖြင့်တူတူကလေ့လာဆင်ခြင်ကြမှာဖြစ်တယ်ဘုရားသခင်ဤစွမ်းအားနဲ့လူသားဤအားနည်းချက်ဆိုတဲ့ဓမ္မပညာခေါင်းစဉ်ကခရိယန်တို့ရဲ့လက်တွေ့ဘဝနဲ့ဝိညာဉ်ရေးရာအသက်တာအတွက်အလွန်အရေးကြီးတဲ့အုတ်မြစ်တစ်ခုဖြစ်ပါတယ်လူသားတစ်ယောက်အနေနဲ့ကိုယ့်ကိုယ်ကိုဘယ်လိုမြင်ရမလဲဘုရားသခင်ကိုဘယ်လိုအားကိုးရမလဲဆိုတာကိုရှင်းလင်းစေမှာဖြစ်တယ်ဒီဘိုင်းကိုလူသားရဲ့မလွဲမရှောင်သာတဲ့အားနည်းချက်ဘုရားသခင်ရဲ့စွမ်းအားတော်ထင်ရှားစေခြင်းနဲ့လက်တွေ့ကျတဲ့ယုံကြည်သူဤတုံ့ပြန်မှုဆိုတဲ့အပိုင်း၃ပိုင်းခွဲပြီးတော့ဖော်ပြပေးမှာဖြစ်ပါတယ်။ဒါကြောင့်ဘုရားသခင်ဤစွမ်းအားနဲ့လူအားနည်းချက်နဲ့ပတ်သက်ပြီးတော့အဓိကကြံ့ကြံ့များဖြစ်တဲ့နှစ်ကော7:9မှာငါကျေးဇူးတော်သည်သင်နှစ်လောက်ဤအကြောင်းမူကားငါတကိုးသည်အားနည်းခြင်းအခြေခံ၌စုံလင်ခြင်းသို့ရောက်တတ်၏လို့မိန့်တော်မူ၏ထို့ကြောင့်ခရစ်တော်၏တကိုးသည်ငါအပေါ်မှာတည်နေစေခြင်းကငါအားနည်းခြင်းတို့ကိုငါသည်အလွန်ဝမ်းမြောက်ဝမ်းသာဝါကြွားတော်မူဆိုတဲ့ဖော်ပြချက်ဖြစ်တယ်။နှစ်ကော4ခွန်မှာထိုဘန္နာကိုမြေအိုးထဲ၌ငါတို့ရကြ၏အလွန်ကြီးလာသောတကိုးတော်ကဖျားသခင်၏တကိုးတော်ဖြစ်သည်ငါတို့၏တကိုးမဟုတ်ထင်ရှားစေခြင်းအံ့ငါလက်ငါတည်းဆိုတဲ့ဖော်ပြချက်ဖြစ်တယ်။ဖိလိပ္ပိ4:3မှာငါကိုခွန်အားပေးတော်မူသောခရစ်တော်အဖြစ်ခတ်သိမ်းသောအရာကိုငါတက်ဆွမ်းနိုင်၏ဆိုတဲ့ဖော်ပြချက်ဖြစ်ပါတယ်။ဟေရှာယ40:29-31မှာအားနည်းသောသူတို့ကခွန်အားကိုပေးပြီးအစွမ်းမရှိသောသူတို့အားတကိုးကိုတိုးပွားစေတော်မူ၏။ထာဝရဘုရားကိုမျှော်လင့်သောသူတို့မူကားအစွမ်းတစ်ကိုရရှိ၍ရွှေလင်းတကဲ့သို့အတောင်နဲ့ပြန်တက်သွားလိမ့်မည်ဆိုတဲ့ဖော်ပြချက်တွေဖြစ်ပါတယ်။ဒါကြောင့်ဘုရားသခင်ဤစွမ်းအားနဲ့လူအားနည်းချက်ဆိုတာကိုနားလည်ဖို့အတွက်အပိုင်း1အနေနဲ့လူသား၏မလွဲမရှောင်သာသောအားနည်းချက်အပိုင်း2အနေနဲ့ဘုရားသခင်ဤစွမ်းအားတော်ထင်ရှားစေခြင်းအပိုင်း3အနေနဲ့ဘုရားသခင်ဤစွမ်းအားတော်နဲ့ပတ်သက်ပြီးတော့မှအပိုင်း3အနေနဲ့ယုံကြည်သူဤလက်တွေ့တုံ့ပြန်မှုဆိုတာကိုလေ့လာတူတူကလေ့လာဆင်ခြင်ကြရမှာဖြစ်ပါတယ်ဒါကြောင့်အပိုင်း1အနေနဲ့လူသားရဲ့မလွဲမရှောင်သာသောအားနည်းချက်နဲ့ပတ်သက်ပြီးတော့လူသားတိုင်းသည်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဝိညာဉ်ရေးရာတွင်အကန့်အသတ်များမပြည့်စုံမှုများရှိနေတယ်လို့နားလည်မှာဖြစ်တယ်။ဒါကြောင့်မြေအိုးများအဖြစ်ဖန်ဆင်းခံရခြင်းနဲ့အပြစ်နဲ့ပင်ပန်းနှံ့နွယ်မှုဆိုတဲ့အချက်နှစ်ချက်ကိုလေ့လာဆင်ခြင်ကြရမှာဖြစ်တယ်။ဒါကြောင့်မြေအိုးများအဖြစ်ဖန်ဆင်းခံရခြင်းဆိုတာနဲ့ပတ်သက်ပြီးနားလည်ဖို့အတွက်နှစ်ကော4ခွန်မှာထိုဘန္နာကိုမြေအိုးထဲ၌ငါတို့ရကြ၏။တမန်တော်ရှင်မောလူကယုံကြည်သူများကိုမြေအိုးနဲ့နှိုင်းယှဉ်ထားတာဖြစ်ပါတယ်။သူရဲ့အဓိပ္ပာယ်ကမြေအိုးဟာကွက်များကွဲလွယ်ပျက်စီးလွယ်မှုများနဲ့အားနည်းချက်များရှိပါတယ်။သို့တော့ထိုမြေအိုးထဲတွင်ဘန္နာဖြစ်တဲ့ခရစ်တော်ရဲ့ဘုန်းတော်နဲ့ကယ်တင်ခြင်းသတင်းကောင်းကိုခေထားခြင်းအဖြစ်ထိုဘန္နာရဲ့တကိုးဟာတန်ဖိုးဟာမြေအိုးရဲ့တန်ဖိုးတကိုးမဟုတ်ဘူးဆိုတာကိုလူတိုင်းသိရှိစေဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်အပြစ်နဲ့ပင်ပန်းနှွမ်းနွယ်မှုနဲ့ပတ်သက်ပြီးတော့ဟေရှာယ40:30မှာအသက်ငယ်သောသူတို့ကိုပင်ပန်းနှွမ်းနွယ်ခြင်းတို့ရောက်၍အားအိမ်ကုန်ကန်းကလက်တက်ကြ၏ဆိုတဲ့ဖော်ပြချက်ဖြစ်တယ်။လူငယ်များဒီပဲလျင်ကိုယ်ပိုင်ခွန်အားဖြင့်အသက်ရှင်ဖို့ခက်ခဲပါတယ်။ဒါကြောင့်လူသားရဲ့အားနည်းချက်ဟာအပြစ်ကြောင့်သာမကဖန်ဆင်းခြင်းခံရတဲ့သဘာဝကြောင့်လည်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာဘုရားသခင်ကိုအားကိုးဖို့မဖြစ်မနေလိုအပ်ပါတယ်။ဒါကြောင့်အပိုင်း1အနေနဲ့ဘုရားသခင်ရဲ့စွမ်းအားတော်ထင်ရှားခြင်းနဲ့ပတ်သက်ပြီးတော့ဘုရားသခင်သည်ကျွန်တော်တို့ရဲ့အားနည်းချက်များကိုကိုယ်တော်ရဲ့တကိုးတော်ထင်ရှားစေခြင်းအဖြစ်အသုံးပြုပါတယ်။ဒါကြောင့်အားနည်းခြင်းအခြေခံ၌စုံလင်ခြင်းနဲ့မျှော်လင့်ခြင်းနဲ့ခွန်အားအသစ်ဆိုတဲ့အချက်နှစ်ချက်ကိုလေ့လာရမှာဖြစ်ပါတယ်။ဒါကြောင့်အားနည်းခြင်းအခြေခံ၌စုံလင်ခြင်းဆိုတာကိုနားလည်ဖို့အတွက်နှစ်ကော7:9မှာရှင်ပေါလုကမိမိရဲ့ကိုယ်၌ဆွဲတဲ့ဆူးကိုဖယ်ရှားပေးဖို့အတွက်ဘုရားသခင်ကိုတုံးချိန်တိုင်တောင်းပန်ခဲ့ပေမဲ့ဘုရားသခင်ကညှင်းပယ်ခဲ့တာတွေ့ရပါတယ်။အဲ့ဒီအကြောင်းရင်းကငါတကိုးသည်အားနည်းခြင်းအခြေခံ၌စုံလင်ခြင်းသို့ရောက်တတ်သည်ဆိုတဲ့ဖော်ပြချက်ပဲဖြစ်တယ်။ဒါကဘုရားသခင်ရဲ့အဖြစ်ကြောင့်ပဲဖြစ်ပါတယ်။ဘုရားသခင်ဟာကျွန်တော်တို့ကိုအစွမ်းကုန်အားနည်းနေချိန်ကိုယ့်ကိုယ်အားကိုးလို့မရတော့တဲ့အချိန်မှာအကြီးမားဆုံးသောတကိုးတော်ကိုထင်ရှားစေတာဖြစ်ပါတယ်။ဒါကြောင့်မျှော်လင့်ခြင်းနဲ့ခွန်အားသစ်ဆိုတဲ့အကြောင်းကိုနားလည်ဖို့အတွက်ဟေရှာယ40:29-31ကဘုရားသခင်သည်ကိုတော်ကိုအားကိုးသောမျှော်လင့်သောသူတို့ဟာအစွမ်းသက်ကိုပေးတယ်လို့ဖော်ပြတာဖြစ်ပါတယ်။ခရစ်တော်ကဘုရားသခင်ရဲ့စွမ်းအားဟာကျွန်တော်တို့ကိုစိတ်ပြည့်အားရငယ်မှုအားနည်းမှုနဲ့ပြိုလဲမှုတို့မှာကယ်နှုတ်ဖို့အစဉ်သင့်ရှိနေတာဖြစ်တယ်။
အဲ့ဒီစွမ်းအားကလူသားရဲ့လက်ရမဟုတ်ပဲဖရာသခင်ဤပေးကမ်းမှုသာဖြစ်ပါတယ်ဒါကြောင့်အပိုင်းသုံးအနေနဲ့ယုံကြည်သူရဲ့လက်တွေ့တုံ့ပြန်မှုနဲ့ပတ်သက်ပြီးတော့ဖရာသခင်ရဲ့စွမ်းအားတော်ကိုမြင်နိုင်ဖို့အတွက်ခရိယန်တူဦးအနေနဲ့ဘယ်လိုတုံ့ပြန်ရမလဲဆိုတဲ့အချက်ပဲဖြစ်တယ်ဒါကြောင့်ခရစ်တော်အားဖြင့်အရာခတ်သိမ်းကိုတတ်ဆွမ်းနိုင်ခြင်းနဲ့အားနည်းခြင်းဆိုတဲ့အားနည်းခြင်း၌ဝမ်းမြောက်ခြင်းဆိုတဲ့အချက်နှစ်ချက်ကိုလေ့လာရမှာဖြစ်တယ်ဒါကြောင့်ခရစ်တော်အားဖြင့်အရာခတ်သိမ်းကိုတတ်ဆွမ်းနိုင်ခြင်းဆိုတာကိုနားလည်ဖို့အတွက်ဖိလိပ္ပိ43မှာငါ့ကိုခွန်အားပေးတော်မူသောခရစ်တော်အားဖြင့်ခတ်သိမ်းသောအရာတို့ကိုငါတတ်ဆွမ်းနိုင်၏ဆိုတဲ့ဖော်ပြချက်ဖြစ်တယ်ဒီကျမ်းချက်ဟာကျွန်တော်တို့ဟာဘုရားသခင်ကိုအားကိုးခြင်းအဖြစ်လူစားတိရဲ့အားနည်းချက်များကိုကျော်လွှားနိုင်တယ်လို့အာမခံချက်ပေးပါတယ်ခတ်သိမ်းသောအရာဆိုတာကဘုရားသခင်ခွင့်ပြုထားတဲ့စိတ်ခေါ်မှုများဝန်ဆောင်မှုများနဲ့စံတက်မှုများကိုရည်ညွှန်းတာဖြစ်ပါတယ်ဒါကြောင့်အားနည်းခြင်း၌ဝမ်းမြောက်ခြင်းဆိုတာကိုနားလည်ဖို့အတွက်နှစ်ကော7:9-10မှာရှင်ဘောလူကမိမိရဲ့အားနည်းချက်အနှောက်အယှက်ဆင်းရဲဒုက္ခများ၌ဝမ်းမြောက်ဝမ်းသာဝါကြွားတော့မယ်လို့ဖော်ပြတာဖြစ်ပါတယ်ဆိုတဲ့အိဗယ်ကသူဟာအားနည်းနေတဲ့အခါမှာခရစ်တော်ရဲ့တကူတော်ကသူ့ပေါ်မှာတည်နေတာကိုခံစားရတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ခရိယန်တဦးအတွက်အင်အားအကောင်းဆုံးအချိန်ဟာကိုယ်ပိုင်အင်အားကုန်ခန်းသွားတဲ့အချိန်ပဲဖြစ်ပါတယ်ဒါကြောင့်ဏီကုန်းချုပ်အဖြစ်ကျွန်တော်တို့ခရိယန်များဟာကိုယ်ပိုင်ခွန်အားကြီးကြောင်းကိုဟောပြောခြင်းမဟုတ်ပဲကျွန်တော်တို့ရဲ့အားနည်းချက်များကပင်ဘုရားသခင်ကအလွန်တရာအားခွန်အားကြီးကြောင်းကိုဟောပြောခြင်းဖြစ်တယ်လို့နိကောလေးကုံကဖော်ပြပါတယ်ဒါကြောင့်သင်ဟာဘလောက်ပဲပင်ပန်းနွမ်းနေပါစေစိတ်တက်ကြနေပါစေဒါမှမဟုတ်အားနည်းနေသူဖြစ်ပါစေသင်အားနည်းခြင်းအခြေခံကိုခရစ်တော်ရဲ့တကိုးတော်ဝင်ရောက်လာဖို့နေရာပေးလိုက်ပါထို့အခါသင်သည်ထာဝရဘုရားကိုမျှော်လင့်တော်သူအဖြစ်စွမ်းအားအသစ်ကိုရရှိပါလိမ့်မယ်လို့ဖိတ်ခေါ်နေခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာဘုရားသခင်ဤစွမ်းအားနဲ့လူသား၏အားနည်းချက်ဆိုတဲ့အကြောင်းကိုပိုင်းခြားနားလည်ပြီးတော့ဘုရားသခင်ပြုလုပ်ပြုပြင်ပေးတော်ကျေးဇူးတော်ကိုရွေးချယ်ဝန်ခံတတ်ဆိုဖို့ရန်ကြံ့ကြက်များဖြင့်ပေါ်ပြမျှဝေခဲ့ခြင်းဖြစ်ပါတယ်နားထောင်သူအားလုံးပေါ်ဘုရားသခင်ဖွင့်ပြခြင်းအလင်းပေးပါစေအာမင်